အိမ်မှာရှိတဲ့အသီးရွက်လေးတွေနည်းနည်းချင်းစီကျန်နေတာဖြစ်တဲ့အကြောင်းမို့လို့အကုန်လုံးကိုစုပြီးတော့ဟင်းချိုးလေးချက်တောက်ပါမယ်။ဘောရခါညို့ရဲ့ရွှေဖြုံသီးလေးရဲ့ခရမ်းသီးဘိုးသီးမြစ်အချိုလေးနဲ့စပိုးရွက်လေးမိုးလေးနဲ့ထည့်မယ်နော်။ပြီးရင်ချင်းဆက်ကလေးဖြစ်သွားအောင်အစုံတန်းရင်ငရုတ်သီးလေးထောင်းပြီးတော့တမြားရည်လေးညှစ်ထည့်ပါမယ်။အိမ်မှာရှိတဲ့အသီးရွက်လေးတွေအားလုံးနဲ့လှုပ်ရှားလို့ရတယ်။ချင်းဆက်ဟင်းချိုလေးချက်မှာဖြစ်ပါတယ်ဟင်းချိုချက်ဖို့အတွက်ရေစုအိုးလေးအရင်တည်ထားတာဖြစ်ပါတယ်ရေလေးစုတော့မယ်ဆိုတော့ရေစုအိုးလေးတွေကိုအေးချသားလေးရှိသွားအောင်တုံဖြူလေးနဲ့ငပိနည်းနည်းလေးထည့်ပါမယ်အရင်ဆုံးဟင်းချိုချိုအောင်လို့အတွက်ငပီးလေးရဲ့စတုံဖြူလေးရဲ့ကိုစူအောင်တင်လိုက်ပါမယ်ဒါလေးစူသွားပြီဆိုရင်တော့အရာသားမုံလေးတွေထည့်ပြီးတော့အရွက်လေးတွေကိုအကုန်ထည့်ခတ်ပြီးတော့စားမယ်ဆိုရင်အသေးစားသုံးလို့ရတဲ့ဟင်းချိုလေးရပါပြီတကယ်လို့ကြိုက်တယ်ဆိုရင်တော့ဒီထဲထဲကိုပစွန်ကြောက်ကလေးဖြစ်ဖြစ်ထည့်ပြီးတောက်လို့ရပါတယ်အမေတို့ကတော့မကြိုက်တဲ့အတွက်ပစွန်ကြောက်မထည့်တော့ပါဘူးတဘာဝအချိုတိုင်းငပီးကအချိုငပီးဖြစ်တဲ့အကြောင်းမို့လို့ငပီးအချိုလေးနဲ့အရွက်တရားရတဲ့အချိုတက်လေးနဲ့ဆိုရင်တော့ပြည့်စုံသွားပါပြီရှင်လယ်သမားဟင်းချိုလေးချက်ဖို့အတွက်ချစ်တုံဖြူလေးတပြားရိုက်ပြီးတော့ငပီးလေးနည်းနည်းနဲ့ရေဆူဆူလေးနဲ့တည်ထားတာဖြစ်ပါတယ်။ဒါလေးကိုအရသာရှိသွားအောင်ပို့ပြီးတော့လေးလေးပင်လေးဖြစ်သွားအောင်စားလေးအနှဲငယ်နဲ့ဟင်းချိုမုံလေးအနှဲငယ်ထည့်ပါမယ်။ဟင်းချိုမုံလေးကတော့အသီးရွက်ဟင်းချိုအသီးရွက်ဟင်းရွက်အချိုမုံလေးကိုသုံးတာဖြစ်ပါတယ်ရှင်။ဒီလိုဟာလေးပါ။ဒါလေးကပွက်ဆိုပြီးတော့ငပီးလေးနဲ့ကျက်သွားပြီဆိုရင်တော့ဒီမှာပြထားတဲ့အသီးရွက်တွေအကုန်လုံးထည့်ပါမယ်။အရင်ဦးဆုံးနူးလွယ်အောင်လို့မြစ်ကလေးကိုထည့်ပါမယ်။မြစ်ကလေးနဲ့မှုလေးနဲ့အရင်ထည့်ပါမယ်ရှင်။မြစ်နယ်မှုနဲ့ကနူးခဲ့တာဖြစ်တဲ့ကြောင့်မို့လို့မြစ်နယ်မှုနဲ့ကိုအရင်ထည့်တာပါဒီအလေးထည့်ထားပြီဆိုတော့အဖုံးလေးခဏဖုံးထားပါမယ်နော်မိုးနဲ့မြင့်လေးထည့်ထားလေးကပွားဆူလာဖြစ်တဲ့ကြောင့်မို့လို့ခရမ်းလေးတွေထည့်ပါမယ်ရွှေဖြုံသီးလေးပါတစ်ခါလေးထည့်ထားမှဖြစ်ပါတယ်။ဒါလေးတွေအကုန်လုံးနူးသွားပြီဆိုရင်တော့ကျန်တဲ့အရွက်လေးတွေကနူးလွယ်တာဖြစ်တာကြောင့်မို့လို့ဒါလေးတွေစုပြီးတော့နူးသွားပြီဆိုမှဒီဟာလေးတွေအကုန်ထပ်ထည့်ပါမယ်။အိုးဘူးသီးလေးလည်းကျန်နေတာပဲ။ဘူးသီးလေးလည်းထည့်မယ်။ကဲခုနကထည့်ထားတဲ့အသေးရွယ်လေးတွေနူးပြီလားဒီရွယ်လေးတွေနူးသွားပြီဆိုတော့ခေါရခါညုံလေးထည့်ပါမယ်
လေးထည့်ပြီးပြီဆိုရင်နောက်ဆုံးမှာစူပုတ်ရွက်လေးထည့်ပါမယ်ယူသီးစိမ်းညှက်ထားတာလေးလည်းထည့်ပါမယ်အခုလိုမျိုးပုတ်ပွက်စုနေတဲ့အချိန်လေးမှာတမယာကြီးလေးညစ်ပါမယ်တမယာကြီးလေးကပုတ်ပွက်စုနေတော့အချိန်ညစ်မှမခါမှဖြစ်ပါတယ်ချင်းလေးကြရင်တော့တမယာလေးတစ်လုံးလုံးသုံးလုံးနှလုံးညှစ်လို့ရပါတယ်နော်ပြီးသွားရင်တော့ရုံးလီတီလေးကိုနောက်ဆုံးမှထည့်ပါမယ်ရုံးလီတီကအချွဲလေးထွက်သွားမှဆိုတဲ့အတွက်ကြောင့်မို့လို့ရုံးလီတီလေးကိုနောက်ဆုံးမှထည့်တာဖြစ်ပါတယ်ထီးရွက်တွေအကုန်လုံးထည့်ပြီးဆိုတော့အရသာရှိတဲ့လက်သမားဟင်းညိုချင်းဆက်လေးရပါပြီ